တခါတော့ကဆာကူရာမျိုးလေးတစ်မျိုးမှာတော့ကျောင်းကြီးရှိပါတယ်အဲကျောင်းကြီးထဲမှာတော့အတန်းတန်းနဲ့မှာလူတွေစုံနေပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေရာနှုတ်ဆက်ပွဲမလို့ပါဒီအတန်းထဲမှာနာမည်ကြီးတဲ့သူ2ယောက်တော့ရှိပါတယ်ဘယ်သူမှတော့မဟုတ်ပါဘူးဂျားလေးထဲမှာစဉ်းစားကန်းဝင်နေတဲ့ချယ်ရီကိုပြောတာပါချယ်ရီကတခုခုကိုစဉ်းစားနေပါတယ်သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကတော့သူ့နောက်တန်းမှာထိုင်နေတဲ့သူပါသူ့ရဲ့နာမည်ကတော့ရရပါရရကသူနဲ့အခင်ဆုံးပေါင်းဆုံးတငယ်ချင်းပါအဲကြောင့်သူ့မှာဒီတငယ်ချင်းကအကောင်းဆုံးလို့ပဲသူမှတ်ထားပါတယ်ဒုတိယကတော့စာတင်ခန်းထဲမှာနာမည်ကြီးတဲ့သူနောက်တစ်ယောက်ကတော့ဂျားထဲမှာစာတွေကြိုးစားပန်းစားလုပ်နေတဲ့နေဖြစ်ပါတယ်နေကတော့မင်္ဂလေးသူ့ရုပ်ကချောလွန်းတော့မင်္ဂလေးလူကြိုက်များပါတယ်သူလေးလေးနဲ့စဉ်းစားနေရတော့လူပြောက်ကြော်ညာကိုပါလူပြောက်တာဘယ်သူလဲဆိုတော့မောင်သိန်းပါသူကရဲဘော်တယောက်လိုသူ့ကိုယ်သူမှတ်ထားပါတယ်သူကဒီအောင်စဉ်းစားနေပြီမဲ့နောက်ကရရတော့သူ့ကိုစကားလမ်းပြောဖို့ချိန်ယူနေပါတယ်ရအော်မားလို့ပါချယ်ရီဟဲ့ငါရရနော်နေ့အချစ်ဆုံးတငယ်ချင်းလေမနေ့ဖြန်ပါတီပွဲရှိရနော်ဒီနေ့ကတော့ကျောင်းနောက်ဆုံးနေ့ဆိုတော့ငါတို့တော့ကတ်ကောင်းတယ်ညီပြောရတော့ဟုတ်တယ်မနေ့ဖြန်ဒီနေ့ကနောက်ဆုံးနေ့ပဲအဲ့ဒီချိန်မှာပဲဆရာချယ်ရီရဲ့စကားပြောတယ်ကြားသွားပါတယ်ခဏလေးနော်ဒီနေ့ကနောက်ဆုံးရက်မဟုတ်ဘူးရုံးခန်းကပြန်ပြောလိုက်တယ်နောက်ထပ်တစ်ပတ်လောက်တက်ရအောင်မယ်တဲ့ဇမွေးမွဲဖြေပြီးလို့တဲ့ညီတို့တွေဂိမ်းစီအာယုံပြောင်းသွားမှာမလို့ဆရာမတို့ကဒီနေ့ဖြစ်လိုက်တာဒီနေ့နောက်ဆုံးရက်မဟုတ်တော့ဒီနေ့နောက်ဆုံးရက်ဆိုပြီးတော့လဲပျော်မနေကြနဲ့ဒီနေ့နောက်ဆုံးရက်မဟုတ်တော့ဘူးနော်အဲ့ဒါပဲနင်တို့သိထားလိုက်တော့နောက်တစ်ပတ်ကြာမှာပဲနောက်ဆုံးရက်ဖြစ်မှာโอเคနော်အဲ့ဒါဆိုဆီယမတန်းချိန်လဲပြီးတော့ဆီယမသွားတော့မယ်အားလုံးပဲဘိုက်ပါအော်မေးလို့အချိန်မကုန်သေးဘူးငါစာဆက်တင်အောင်မယ်နိုဒီယာရေးကူအဲ့ဒီအချိန်မှာပဲရသူ့ပြောပါလေရောရနင်ငါပွဲကိုနင်ဖြစ်တယ်လို့ဖြစ်နေပြီငါတို့မနေ့ပြန်ကြရဘယ်လိုလုပ်မှလဲငါတို့မနေ့ပြန်ကြောင်းမလိုက်ဘူးငါပါတီပဲသွားမှာနေရရောဟဲ့ဘာလဲနင်တငယ်ချင်းချစ်ကိုငါ့ကိုချန်ထားချင်တာလားနင်ပြည့်ငါလည်းပြတ်မှာပေါ့မနေ့ပြန်မလိုက်တော့ကဲဒီနေ့တက်ချိန်ပြီးပြီနော်အော်နင်တို့ပြောမနေနဲ့ဟုတ်မယ်ဟာလာငါတို့ကျောင်းလေးချင်ငယ်လုံးနေရဲ့ချိန်ငါတို့မြန်ပြေးရအောင်လေကျောင်းပြေးရအောင်ဟာရနင်အုံနောက်မရှိဘူးလားငါတို့ကဒီနေ့မနက်ဖြန်ကြီးတောင်မှပြတ်มาလေဒီနေ့တော့ပြီးအောင်တက်လိုက်ပေါ့ဟာငါပြီးအောင်မတက်ချင်ဘူးလေချင်ငယ်လောက်ပြနေဒိုးတော့မယ်အော်အေးဒီနေရာမှာနေကသူတို့ပြောနေရတယ်အကုန်လုံးကြားပါတယ်နေကကျောင်းသားအစ်စ်မလို့ဘာမှမပြောသေးပါဘူးဟာကလေးမလေးနာမည်ကချယ်ရီရက်လားဟာဟုတ်ပါတယ်ဟဲ့ရငါတို့ဒူးရအောင်လာ let's go အေးလာမြန်လာသွားကြရအောင်သူတို့ညောင်လည်းထွက်သွားပါတယ်ဖြည်းဒီနားလေးပါလေမြန်ပြေးရမှာအချိန်မရဘူးဟဲ့ဒီမှာကြောင်းမှုထီးရဲ့ဟဲ့နေရလဲဟာနေရလဲခုတ်ထွက်ပြေးရမှာပေါ့သူတို့လည်းထွက်ပြေးဖို့ကြံပါတယ်
င်းစင်နဲ့ပေးပြီးဒီမှာတော့ထည့်ပေးမယ်ဒီမှာဒီမှာတော့ဒီမှာထည့်ပေးရအောင်ခြေတလေးကိုထော့တော့တန်လေးကိုမောလိုက်တာရနှိမ့်ကြောင်လို့ငါပင်မနေပြီလာသွားကြရအောင်ဟဲ့ဘယ်ကိုသွားမှာလဲညာလဲဘယ်ရရှိရမှာတော့အိမ်ဘောအေးโอเคလေးသွားကြရအောင်ပေါ့ကြီးဇလန်းလေးရတော့ဒီလောက်ပါပဲနော်နောက်နေ့ကျမှပဲတစ်ပြန်တစ်ပြီးတော့မယ်နော်သူတို့တွေဘယ်ကိုသွားနေလဲဆိုတာအပိုင်းလေးကိုမဆုံးခင်အထိ subscribe လေးကိုနှိပ်ထားပေးပါအောင်နော်မလွတ်သွားရအပိုင်းတစ်တင်နဲ့မလွတ်သွားရအောင်လို့ subscribe လေးနဲ့ like လေးပေးထားကြပါအောင်နော်စာဆုံးထိကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်နော်သူတို့ဘယ်အပိုင်းမှာလူရှာတင်မလဲဆိုတာစောင့်မျှော်လိုက်ကြပါအားလုံးပဲနှုတ်ဆက်ပါတယ်今は潜在頭の中は無限大混沌と試験台に嬉し恥ずかしいこだましまいになって一方通行突っ走ってく完璧超人じゃないしけどかっこ悪いなんてことない点取り出し必要だし